တင်းရဲ့ focus ကယေရှုကိုဖြစ်ပါတယ်အဲ့ဒါမှလည်းယေရှုကိုတွေ့ကြလာတဲ့သူရဲ့ဒီရရလာတယ်သူရဲ့အိမ်ကြီးတွေကဘယ်ကောဘယ်နဲ့တိုင်းတယ်တားရချင်တယ်ကြောက်လာတာယေရှုကိုကြည့်နေတယ်ယေရှုကိုမျှော်လင့်ကြတယ်လားမဟုတ်ဘူးပြန်ရမှာတရားဟောတယ်တရားဟောတော့နေနေကြတာပြုကြတာတော့ဒါပေမဲ့မကောင်းတဲ့လူတွေရများနေစတယ်ကျွန်တော်တင်တော့ဒီလူတွေတွေကပြောင်းချကြဘူးတရားရှိလို့ရှိရင်တယောက်ကဖုန်းတိုင်လိုက်တယောက်ကဘီနာလူတွေစကားပြောလိုက်တယောက်ကအိမ်တိုင်းလိုက်ဘုရားဆိုပြန်လို့ဆရာရဲ့ဟုတ်ပြီတမိလာပါဦးရှိခိုးကတော့အပြည့်ပြရတယ်ဘာလို့တမိဒီအားခဏကန်နေတယ်နော်ဆရာကန်နေတယ်အဲ့ဆိုရင်ကြည့်ပြီးတော့အဲ့ရေခကန်ပြီးတော့အဲကောင်တစ်ပတ်ပြတ်ပြီးတော့ဟုတ်ကဲ့ရတယ်ဆရာမင်းလေးကဒါမှမဟုတ်ပြန်တော့ပြတ်တယ်ဆရာကြောင့်ဆရာတတိပပြီးအရှာလာအဲ့ဒါဒီပါဘူးလေကောင်များတယ်ဆရာတဲ့ဒီဒီဘောကန်ရပြည့်ရရ